ပထမဆုံး model ကိုဖွင့်လိုက်ပါပြီးသွားရင်ဒီရက်ကိုသွားပါရှိနေပုံဖြတ်လိုက်ပါဆက်လိုက်ပါဖြတ်လိုက်ပါပြီးရင် view ပေါ်မှာ single view ပေါ်ကိုသွားပါ single view ပေါ်ကိုသွားပါ okay ပေးပါပြီးရင်ကိုတို့ညတဲ့ area လေးကိုဆက်တဲ့ dresser ပြီးယူလိုက်ပါယူသွားရင် model တဲ့ပုံဒီဘက်ကိုရောက်လာပါပြီရောက်တဲ့ခါကျဒီပုံတစ်ခါတည်းစံနာချဖို့အတွက်၄ယောက်ကနေပြီးတော့ paint set ကိုသွားပါအဲ့မှာ modify ကိုသွားပါwindow ကိုသွားပါwindow ကိုသွားပြီးဒီမှာခေါင်းက model တဲ့ပုံကိုအစဆုံးယူလိုက်ပါယူပြီးရင် fit to paper စံနာ to plot ပေးပါ preview ပေးလိုက်ပါပုံစင်ပြီးတော့ပေါ်လာပါပြီပေးလိုက်ပါ okay ပေးလိုက်ပါ close လုပ်လိုက်ပါပြီးရင် ps ဆိုတဲ့ command ကိုနှိပ်လိုက်ပါနားခေါက်လိုက်ပါဒါဆိုပေါ်တဲ့ခါလေး set ရကိုရောက်လာပါပြီဟုတ်လို့ရ